ခရစ်တော်၌မိသားစုဝင်များအားလုံးမင်္ဂလာပါခရစ်တော်ဓမ္မရရှိသောရှလောငြိမ်သက်ခြင်းဒီနေ့သင်မိသားစုအပေါ်မှာအတ္တပံတရားပါစေဒိုင်ကွန်နီယာ Ministry ရန်ကုန်ရဲ့တနင်္ဂနွေနှုတ်ကပတ်တော်ဝေငှခြင်းအစီအစဉ်ကနေရောက်ချင်းစီတိုင်းကိုပြန်လဲကြိုဆိုတာဖြစ်ပါတယ်ဒီနေ့ဝင်ငှမယ့်နှုတ်ကပတ်တော်အပြင်ရောက်ချင်းစီတိုင်းအတွက်ကောင်းကြီးမင်္ဂလာဖြစ်မယ်ဆိုတော့ကျွန်တော်ရဲ့ဆုတောင်းခြင်းနဲ့ဝန်ခံချက်ဖြစ်ပါတယ်လို့ဒီနေ့တော့ကျွန်တော်တို့စင်ချင်နှလုံးသွင်းရမယ်နှုတ်ကပတ်တော်ကြံချက်အခြေပြုခြင်းဟာဆိုလို့ရှိရင်အေဖက်ခန်းကြီး3အငယ်16ဖြစ်ပါတယ်ဆုတောင်းသောချက်ဟုမူကားဝိညာဉ်တော်အားဖြင့်သင်ဤအတွင်းလူကိုခွန်အားနဲ့မြဲမြံစေ၍ဆိုပြီးတော့ရှင်ပေါလုကအေဖက်ဩဝါဒစာမှာဖော်ပြထားတာဖြစ်ပါတယ်ဒီအရာကိုမြင်ဉဏ်ပြီးတော့အတွင်းလူခိုင်ခန့်စေပါဆိုတဲ့ကျွန်တော်ခေါင်းစဉ်လေးနဲ့ရောက်ချင်းစီတိုင်းဘုရားတကယ်နှုတ်ကပတ်တော်ကိုသုံးဆောင်ကြဖို့ရန်အတွက်ထပ်လောင်းပြီးတော့ခေါ်ဖိတ်လိုတာဖြစ်ပါတယ်အတွင်းလူလို့ပြောတဲ့အတွက်ကြောင့်အပြင်လူလည်းရှိတယ်ဆိုတာကျွန်တော်တို့နားလည်ရတာဖြစ်ပါတယ်တက်တက်ခန်းကြီး9အငယ်23အရာဆိုရင်ကျွန်တော်လူမှာခန္ဓာစိတ်ဝိညာဉ်ဆိုပြီးတော့3ပိုင်းရှိတာဖြစ်ပါတယ်အပြင်လူဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြင်တွေ့ရတဲ့ခန္ဓာကိုယ်ဖြစ်ပါတယ်အတွင်းလူစိတ်နဲ့ဝိညာဉ်ကိုပြောတာဖြစ်တယ်ဆိုတာကျွန်တော်တို့ရှေးဥစွာနားလေတဘောပေါက်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အတွင်းလူလို့ပြောတဲ့အခါမှာကျွန်တော်တို့ဝိညာဉ်အထူးသဖြင့်ကျွန်တော်ယုံကြည်ခြင်းယုံကြည်သူတယောက်ဖြစ်သောကြောင့်ဝိညာဉ်တော်ဤဂိမ်းဝတ်ခြင်းလဲရှိတာဖြစ်ပါတယ်အပြင်လူကတော့ကျွန်တော်တို့ခန္ဓာကိုယ်တည်ဟူသောယုံကြည်သူတယောက်ဆိုရင်တမန်ကျမ်းစာထဲမှာဖယားသခင်ဤဗိမာန်တော်ဖြစ်တယ်ဆိုပြီးတော့သင်စားထားတာကိုကျွန်တော်တွေ့ရတယ်အကယ်၍အပြင်လူခိုင်ခန့်ဖို့ဆိုရင်တော့အာဟာရပြည့်တဲ့အစာအစာနဲ့လိုအပ်တော့ကျွန်တော်တို့ exercise ပေါ့နော်လေ့ကျင့်ခန်းနေလှုပ်ဆောင်ရမှာဖြစ်တယ်လို့ဒါဆိုရင်အတွင်းလူခိုင်ခန့်ဖို့ရန်အတွက်ကျွန်တော်တို့ဘာများလှုပ်ဆောင်စရာလိုမလဲဒီနေ့မှာအတွင်းလူခိုင်ခန့်ဖို့ကျွန်တော်ဘာတွေလှုပ်ဆောင်ရမလဲအတွင်းလူခိုင်ခန့်တဲ့အရာကိုကျွန်တော်တို့ဘယ်လိုသိနိုင်ဥပမာကျွန်တော်ဒီအတွင်းလူခိုင်ခန့်သလားမခိုင်ခန့်ဘူးလားကျွန်တော်ဘယ်လိုသိနိုင်မလဲဆိုတဲ့အချက်နှစ်ချက်ကိုကျွန်တော်တို့စင်ချင်နှလုံးသွင်းပြီးတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်မေးခွန်းအနေနဲ့ပဲဒီဓမ္မမိတ်ဆွေများကိုကိုယ်တိုင်ဖြေဖို့ရအတွက်မေးခွန်းတစ်ခုခြံလက်ထားခဲ့မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နှုတ်ကပတ်တော်ကတော့အတွင်းလူခိုင်ခန့်စေဖို့ကျွန်တော်ဆုတောင်းရမယ်ဝိညာဉ်တော်အားဖြင့်ဖြစ်တယ်ဆိုပြီးတော့ပေါ်ပြထားတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ခုနပြောသလိုအပြင်လူကျွန်တော်တို့ခိုင်ခန့်ဖို့ရန်အတွက်ကျမ်းမာဖို့ရန်အတွက်အစားတောက်လို့သလိုအတွင်းလူခိုင်ခန့်ဖို့ရန်အတွက်အရေးကြီးဆုံးနဲ့တစ်ခုတီးသောအရာဟာဆိုလို့ရှိရင်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်အာမင်ဖယားသခင်ရဲ့စကားတော်ဖြစ်ပါတယ်ကျွန်တော်တို့ဒီအတွင်းလူကအပြင်လူကိုမောင်းနေနေတာဖြစ်ပါတယ်အကယ်၍တင်တစုံတစ်ခုသွားမယ်လာမယ်စားမယ်ကျွန်တော်လှုပ်ဆောင်မယ်ဆိုရင်တင်ရဲ့စိတ်နှလုံးအကြံစီတွေကအရင်ဦးဆုံးဘာလို့ရတယ်လဲအတီးပြုတ်ရတယ်ဆုံးဖြတ်ရတယ်ပြီးမှဒီခန္ဓာကိုယ်ကလိုက်ပြီးတော့လှုပ်ဆောင်ရတာဖြစ်တယ်လို့ကျွန်တော်အတွင်းလူကအင်မတန်မှအရေးကြီးတယ်ဒါကြောင့်ကျွန်တော်ဘဝခရီးနေနေတဲ့အချိန်မှာတင်းရဲ့အပြင်လူကိုမောင်းနေနေတာကတင်းရဲ့စိတ်ဝိညာဉ်ဖြစ်တယ်ဆိုတာကျွန်တော်မမေ့ဖို့ရန်အတွက်အရေးကြီးတယ်ဒါကြောင့်တင်းရဲ့ခရီးစဉ်မှာကျွန်တော်ကိုယ့်ရဲ့အပြင်လူကိုကြိုက်တယ်လို့မောင်းနေလို့မရဘူးဖယားသခင်ရဲ့အလိုတော်အတိုင်းမောင်းနေဖို့ရန်အတွက်ဖြစ်တယ်ဖယားသခင်ရဲ့အလိုတော်တိုင်းမောင်းနေနိုင်ဖို့ရန်အတွက်လဲကျွန်တော်တို့ခရီးစဉ်တစ်ခုလို့ဘဝခရီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သွားရမယ့် destination people လို့တလို့ကျွန်တော်တို့သွားရမယ့် destination ရဲ့ guide လဲလို့တာဖြစ်ပါတယ်ထိုလမ်းပြမဲ့အရာကဝိညာဉ်တော်ဖြစ်ပြီးတော့လမ်းပြတဲ့မြေပုံကဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်အာမင်ဒါကြောင့်သင်ရဲ့အတွင်းလူကိုအပြင်လူခိုင်ခန့်မှသာလျင်ဥဆောင်လမ်းပြနိုင်မယ်ဘယ်အတိုင်းလဲဖယားသခင်ရဲ့အလိုတော်အတိုင်းကျွန်တော်တို့မောင်းနေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အတွင်းလူခိုင်ခန့်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဒါကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကသာလျင်
နော်ကျွန်တော်တို့ဖရာသခင်ရဲ့အလိုတော်အတိုင်းတင်းရဲ့အပြင်လူကိုမောင်းနေနိုင်ပြီးတော့ဖရာသခင်ရဲ့အလိုတော်အတိုင်းကျွန်တော်တို့လိုက်လျှောက်သက်ရှင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကဆုတောင်းခြင်းဆိုတာကကျွန်တော်လိုအပ်တဲ့အရာများကိုတောင်းလျှောက်နေတဲ့နော်အတိတ်ပဲလောက်ပဲမဟုတ်ဘူးဆုတောင်းခြင်းဆိုတာဖရာသခင်နဲ့စကားပြောခြင်းဖြစ်တယ်တနည်းအားဖြင့်ဆိုရင်ဖရာသခင်ကိုသင်ဘလောက်ကိုးစားတယ်လဲဆိုတာကိုတက်တည်ပြတဲ့အရာတစ်ခုဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရင်သင်ဖရာသခင်နဲ့ဘလောက်ထိယဉ်နီးကျွမ်းဝင်မှုနော်ပေးတယ်လဲဆိုတာကိုပြသတဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆုတောင်းခြင်းဆိုတာစကားပြောခြင်းဖြစ်တယ်။စကားပြောခြင်းကမိတ္တဟာယကိုတည်ဆောက်ပြီးတော့ယဉ်နီးကျွမ်းဝင်မှုကိုဖြစ်ပေါ်စေလို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာတွင်လူခိုင်ခန့်ဖို့ရန်အတွက်ကျွန်တော်ဖရာသခင်ရဲ့နှုတ်ကပတ်တော်နော်ကျွန်တော်အမြဲတမ်းဖတ်ရှုလေ့လာဖို့ပဲမဟုတ်ဘူးစင်ကျင်နှလုံးသွင်းပြီးတော့ကျွန်တော်အတွင်းလူကဘာပြောတယ်လဲဆိုတာကိုကျွန်တော်ဝိညာဉ်ရေးရမှာဝိညာဉ်တော်ရဲ့အလေအထနဲ့အတန်တော်ကိုအမြဲတမ်းနာစွန့်နာခံလိုက်လျှောက်ဖို့ရတဲ့အင်မတန်မှအရေးကြီးတယ်လို့ဘုရားတခင်နဲ့အချိန်များများယူပြီးတော့ဆုတောင်းခြင်းဘုရားတခင်နဲ့မိတ္တာရဖွဲ့ခြင်းလိုအပ်တာဖြစ်ပါတယ်ထိုနည်း၎င်းပဲနောက်တစ်ခုကကျွန်တော်တို့အစိတ်အတောက်များဖယ်ရှင်းဖို့ရတဲ့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ယုံကြည်သူတယောက်ဆိုပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာခက်ခဲချက်တဲလာတဲ့အခါနော်ကျွန်တော်တို့ရဲ့အသက်တာမှာအစိတ်အတောက်လေးတွေရှိတတ်တယ်လူတွေနဲ့ဆက်ဆံရတဲ့အခါမှာကျွန်တော်တို့အစိတ်အတောက်လေးတွေရှိတတ်တာဖြစ်ပါတယ်ဥမာအဖြစ်ပြောရမယ်ဆိုရင်တော့ကျွန်တော်မနာလိုခြင်းနော်နာကြီးခြင်းဟလာကျွန်တော်လောဘတက်ခြင်းဆိုတဲ့အရာလေးတွေကအတွင်းလူခိုင်ခန့်ဖို့ရန်အတွက်စိတ်အတောက်များဖြစ်စေတတ်တာဖြစ်ပါတယ်ကျွန်တော်ဒီအရာများကိုကျွန်တော်အတွင်းလူခိုင်ခန့်တော်သူတယောက်အနေနဲ့ဝိညာဉ်တော်ကအတွင်းထဲကနေအမြဲတမ်းစကားပြောနေပါတယ်အသက်ရှင်သောကြောင့်စကားပြောနေတာဖြစ်ပါတယ်နော်တင်မားတဲ့အခါမှာပဲစောင့်ကြည့်ပြီးတော့ဒဏ်ရိုက်မဲ့နော်ဖရားမဟုတ်ဘူးဖရားရဲ့ချစ်ချင်းမေတ္တာအလိုမဟုတ်ဘူးကျွန်တော်တို့ကိုအမြဲတမ်းကွယ်ကာလမ်းပြနေတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့အလေးထားကိုခံယူခြင်းအပြင်ကျွန်တော်ရဲ့တက်တာမှာကိုသိပါတယ်ကျွန်တော်မနာလိုမုန်းတိမှုတွေများနေသလားနာကြီးမှုတွေများနေသလား trauma တွေများနေသလားငါအလဲရောက်လာပါအောင်ဆိုပြီးတော့ကျွန်တော်တို့နော်ပြန်လဲပြီးတော့တုံ့ပြန်လို့တဲ့စိတ်နော်ကျွန်တော်ခက်ချက်တဲ့ချိန်မှာကျွန်တော်လောဘတရားတွေကိုအတွက်ကိုမိသားစုအတွက်စဉ်းစားတတ်တဲ့အရာလေးတွေကကျွန်တော်အတွင်းလူခိုင်ခန့်ဖို့ရန်အတွက်အစိတ်အတောက်အသားအစီတွေဖြစ်လာသလိုဖရာသခင်ကိုကိုးစားမှုလေရုပ်ရော့ခြင်းရဲ့ပုံရိပ်လေဖြစ်နေတတ်တယ်ဆိုတာကျွန်တော်တို့ဒီနေ့မှာစင်ချင်နှလုံးသွင်းဖို့ရန်အတွက်ချစ်ချင်းမြတ်တာအပြည့်နဲ့ခေါ်ဖိတ်လို့တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်သွင်းလူခိုင်ခန့်ဖို့ရန်အတွက်ယေရှုတော်ချီးမွမ်းခြင်းနဲ့ကျွန်တော်နေရသက်တာများကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်အထူးသဖြင့်ခွင့်လွှတ်ခြင်းဘုရားသခင်ကသင်ရဲ့အဖြစ်အလုံးစုံကိုခွင့်လွှတ်တော်သူဖြစ်တဲ့အရာကိုစင်ချင်နှလုံးသွင်းလျက်တို့ယေရှုတော်ကိုခံစားသူတယောက်အနေနဲ့ကျွန်တော်တို့ပေါ်ကိုဤလှုပ်ဆောင်ခြင်းအဖြစ်နှုတ်ဤစကားပြောဆိုခြင်းအဖြစ်ကျွန်တော်မားတဲ့လူတွေရှိမှာပါမရည်ရွယ်ပဲနဲ့လည်းပြောသွားတဲ့စကားတွေကျွန်တော်ကြားဘူးမှာပါဒီအရာများကိုဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်ခွင့်လွတ်နားလေတော်သူများဖြစ်ဖို့ရန်အတွက်ဒီအတွင်းလူရဲ့ခိုင်ခန့်ခြင်းကတင့်ကိုစကားပြောသွားမှာဖြစ်ပါတယ်လို့အာမင်ဒါကြောင့်အတွင်းလူခိုင်ခန့်မှသာလျှင်အပြင်လူကိုဘုရားသခင်ရဲ့အလိုတော်တိုင်းမောင်းနေနိုင်မှာဖြစ်သောကြောင့်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ဆုတောင်းခြင်းအပြင်ဘုရားသခင်နဲ့အမြဲတမ်းဆက်သွယ်လို့ထားရမယ်ဘုရားသခင်၌တည်ကြည်တော်သူဖြစ်ဖို့ရန်နဲ့ယေရှုတော်ချီးမွမ်းခြင်းနဲ့သူတစ်ပါးကိုခွင့်လွှတ်ခြင်းကကျွန်တော်တို့နောက်ကနေလိုက်လာမယ်ဆိုရင်ကျွန်တော်ရဲ့အတွင်းလူခိုင်ခန့်ခြင်းဒီတကယ်ကိုလူတွေရဲ့အမြင်မှာတကယ်ကိုတိတာထင်ရှားတဲ့သူဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ယုံကြည်မျှော်လင့်တာဖြစ်တယ်လို့နှုတ်ကပတ်တော်ကလည်းတွင်တင်ထားတဲ့အရာဖြစ်ပါတယ်ဒါဆိုကျွန်တော်အတွင်းလူခိုင်ခန့်ကြောင်းကိုဘယ်လိုသိနိုင်မလဲမိတ်ဆွေခဏလောက်3စက္ကန့်လောက်စဉ်းစားကြည့်ပါသင်ရဲ့အတွင်းလူခိုင်ခန့်နေသလားဒါဒီနေ့မိတ်မစိတ်ဖြစ်ပါတယ်ကျွန်တော်ကိုပြန်ပေးပြီးတော့ဆင်ခြင်နှလုံးသွင်းဖို့ရန်အတွက်ဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုပုံစံမျိုးမျိုးနဲ့ဥပမာပေးထားတဲ့အထဲမှာမှတစ်ခုကပါလဲဆိုရင်နှုတ်ကပတ်တော်ဒီကြည်မှန်ကဲ့သို့ဖြစ်တယ်မှန်ကြည့်တဲ့အခါမှာကိုယ့်ရဲ့အဟုတ်အရှိအတိုင်းပေါ်ပြနေတာဖြစ်တယ်လို့နှုတ်ကပတ်တော်အပြင်ကိုပြန်လည်ပြီးတော့ reflection သုံးသပ်ရမှာဖြစ်ပါတယ်
ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကိုပြန်လဲပြီးတော့ဆင်ခြင်သုံးသပ်ရအောင်ငါရဲ့အတွင်းလူဒီနော်ဘယ်အနေထားမှာရှိတယ်လဲခိုင်ခန့်နေတယ်လားအားနည်းနေတယ်လားနော်တခုခုဆိုရင်ကြေကွဲပျက်စီးလွယ်စိတ်ဓာတ်ကျလွယ်နော်စိတ်တူလွယ်တဲ့နော်အတွင်းလူကိုတင်ပိုင်ဆိုင်ထားသလားဆိုတာကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းဖို့ရန်အတွက်ဖြစ်ပါတယ်ဥပမာတစ်ခုကြည့်ရအောင်တောင်ထိပ်၌ရှိသောတစ်ပင်ကြီးတစ်ပင်ကိုကျွန်တော်တို့မြင်အောင်ပြီးတော့ခန်းစားကြည့်ရအောင်တောင်ထိပ်မှာရှိတဲ့အတွက်ကြောင့်လေမုန်တိုင်းလာတဲ့အခါမှာထိုတစ်ပင်ကတော့ထိုလေမုန်တိုင်းရဲ့ရိုက်နှက်ခြင်းကိုပြင်းစွာခံရမယ်ဆိုတာကျွန်တော်သိပြီးသားဖြစ်ပါတိုးတော့အဲ့ဒီတစ်ပင်ကြီးဒီအတွင်းထဲမှာနော်အမြက်ကဒီတကယ်ကိုခိုင်မာစွာအမြက်တွေ့ထားတဲ့အတွက်ကြောင့်သူ့ရဲ့အကိုင်းခက်ဘလောက်များလှုပ်နေပါစေအရွက်တွေဘလောက်ပဲကျွေလွင့်နေပါစေအောင်တော့အဲ့ဒီအပင်ကမယိုင်လဲသွားဘူးနော်ဘာကြောင့်လဲသူ့ရဲ့အတွင်းအမြက်ဒီခိုင်ခန့်စွာတည်ရှိနေသောကြောင့်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတွင်းလူလဲထိုနည်း၎င်းပါပဲเนาะကျွန်တော်ဘယ်မှာအမြက်တွေ့နေတယ်လဲเนาะတင်းရဲ့ခိုင်ခန့်ခြင်းကတင်းရဲ့အမြက်တွေ့ခြင်းကိုเนาะကျွန်တော်ပုံဆောင်နေတယ်ပြသနေတယ်เนาะသူ့ရဲ့လက္ခဏာရလက်များဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အတွင်းလူဘလောက်ထိเนาะခိုင်ခန့်တယ်လဲဆိုတာချင်းသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တက်တာမှာเนาะထိုလေမုန်တိုင်းတီးဟူသောเนาะကျွန်တော်ရဲ့တက်တာမှာကြုံတွေ့လာတဲ့အခက်ခဲတွေပြဿနာတွေရင်ဆိုင်ရမယ့်အရာတွေပြောရမယ်ဆုံးရှုံးမှုတွေเนาะကျွန်တော်တို့ပြင်ဆင်ထားတဲ့ plan ကြိုးတဲ့အရာလေးတွေအပေါ်မှာသင်ဘလို့တုံ့ပြန်တယ်လေဆိုတာနားလည်ဖို့ရတော့အင်မတန်မှအရေးကြီးတယ်လွန်ခဲ့တဲ့9နှစ်ကတည်းကဒီချိန်ထိအထူးသဖြင့်မြန်မာပြည်မှာရှိသောဓမ္မမိတ်ဆွေများနိုင်ငံဆင်ကျင်ကြည့်မယ်ဆိုရင် COVID-19 ကအင်မတန်မှရိုက်ခတ်လာတဲ့မိသားစုတွေကျွန်တော်မစုံမလင်ဖြစ်ရတဲ့အနေအထားကြုံခဲ့ရတယ်လို့ဘုရားเจ้าမှာယုံကြည်သူများနဲ့အတူတကွမိတ္တာရပြုခြင်းစီစဉ်များလည်းပဲရလနဲ့ထိတိုင်အောင်ကျွန်တော်တို့ပြတ်သုံးခဲ့ရတယ်နောက်တစ်ခုကျွန်တော်တို့လက်ရှိအခြေအနေကိုပြန်ပြီးကြည့်မယ်ဆိုရင်ယာတိဥတုဘေးဒဏ်တော်၎င်းကျွန်တော်တို့ကြောက်လန့်နေရတဲ့အသက်တာရင်ဆိုင်ကြုံတွေ့ရတယ်ဆိုတာကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်ပျက်စီးခြင်းဆုံးရှုံးခြင်းကျွန်တော်ဘဝတက်လန်းနေညွန့်ချိုးခံရတဲ့အနေအထားနောက်ဆုံးမှတွားခြင်းလာခြင်းပင်လျင်လုံခြုံမှုတွေရုံရောလာတဲ့အနေအထားသူတွေပြင်လူငယ်များအတွက်ဆိုရင်ကျွန်တော်အများကြီးတတိထားဆင်ခြင်လျက်တွာလာနေရတဲ့ကြည်လန့်စာစားနေတဲ့ချိန်ကာလဖြစ်ပါတယ်ဒီချိန်ကတင်းရဲ့အတွင်းလူခိုင်ခန့်ခြင်းကိုကျွန်တော်တို့စာမေးပွဲစစ်နေတဲ့အချိန်ကာလလို့မှတ်ယူစေခြင်းတလို့ဒီမုံတိုင်းရဲ့ရိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ဘလောက်ထိကျွန်တော်ရဲ့အတွင်းလူခိုင်ခန့်ခြင်းရှိမရှိကိုလည်းပဲကျွန်တော်ဆင်ခြင်နှလုံးသွင်းဖို့ရန်အတွက်အင်မတန်မှကောင်းသောကျွန်တော်တို့အချိန်ကာလတစ်ခုဘုရားသခင်ပြင်ဆင်ပေးတယ်လို့လည်းကျွန်တော်တို့ခံယူမှတ်ယူစရာအကြောင်းရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတွင်းလူဒီဘုရားသခင်၌အမျက်တွေ့တော်သူဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာမှာဘလောက်ပဲပျက်စီးခြင်းတွေဘလောက်ပဲဘေးဒုက္ခဘလောက်ပဲကျွန်တော်တို့ဆုတောင်းထားတဲ့အရာတွေရည်ရွယ်ထားတဲ့အရာတွေနောက်နေကြံ့ကြပါစေငါရဲ့အနာဂတ်ဒီလက်ရှိကြုံတွေ့နေသောအရာများထက်ဘုရားသခင်ရဲ့လက်ထက်မှာရှိသောကြောင့်လုံခြုံတယ်ဘုရားသခင်ရဲ့အလိုတော်အတိုင်းငါအပေါ်မှာအမှုပြုမယ်ဘုရားသခင်ဒီအရာအားလုံးထက်ကြီးမြတ်တယ်ငါရဲ့ပြဿနာတွေရဲ့အထက်မှာရှိတယ်ဆိုတာသင်ယုံကြည်နိုင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အတွင်းလူဒီခိုင်ခန့်တော်သူဖြစ်တယ်လို့ပုတ်ခတ်ခြင်းရိုက်နှက်ခြင်းကြုံတွေ့ရတဲ့အရာကတင်းကိုစိတ်နွမ်းပါစေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အတွင်းလူခိုင်ခန့်ခြင်းကိုကျွန်တော်ပြန်လည်ပြီးတော့အသက်ပြုပြင်လျက်ပြန်လည်ပြီးတော့ပြင်ဆင်လျက်ပြန်လည်ပြီးတော့အချိန်ယူလျက်ဝိညာဉ်တော်ကိုကျွန်တော်တို့အချိန်ပေးပြီးတော့ဝိညာဉ်တော်ရဲ့မဆခြင်းအဖြစ်အတွင်းလူခိုင်ခန့်ပုံရန်အတွက်ဒီနေ့တည်လက်ဆောင်စကားသို့မဟုတ်ကျွန်တော်တို့အတူတကွဆင်ကျင်နှလုံးသွင်းတဲ့ခွန်အားပေးစကားပြောလိုတာဖြစ်ပါတယ်ဝိညာဉ်ရေးရမှာကျွန်တော်တို့တက်လုံကောင်းဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဘုရားသခင်မသိဘဲနဲ့ကျွန်တော်ရဲ့တက်တာမှာဖြစ်သွားတာဘာမှမရှိဘူးဘုရားသခင်ရဲ့အလိုတော်အတိုင်းယုံကြည်သူတယောက်ချင်းစီအတိုင်းပေါ်မှာဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်
ဒုက္ခမုန်တိုင်းရိုက်ခိုက်လာတဲ့အချိန်မှာပင်လျင်ဘုရားသခင်ရဲ့အလိုတော်ရှိတယ်ဆိုတော့ကျွန်တော်နားလည်တတ်ဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာနော်ဘုရားသခင်ရဲ့အလိုတော်အတိုင်းကျွန်တော်တို့အနှိမ့်မြင့်အသက်ကြတွေမှာကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတာဖြစ်တယ်တိုးတော်တေးချတာကဘုရားသခင်နဲ့အတူကျွန်တော်တို့ရင်ဆိုင်ကြော်လွားနေတယ်ဆိုတော့ကျွန်တော်ယုံကြည်နေတဲ့၍နော်ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ဒီကျွန်တော်ယုံကြည်ခြင်းဒီမယိုင်လဲနော်တရွေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကျွန်တော်ရဲ့အတွင်းလူဒီခိုင်ခန့်နေတာဖြစ်တယ်နော်နောက်တစ်ခုကကျွန်တော်အသက်တာဘယ်လောက်ထိရင့်ကျက်တယ်လဲနော်တခါတလေမှာစာရမဏေရဲ့လက်ဖျားခြင်းနဲ့ဘုရားသခင်ရဲ့အလိုတော်ကိုကျွန်တော်နားလည်တတ်ဖို့အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်ရင့်ကျက်သောအသက်တာကအတွင်းလူခိုင်ခန့်ခြင်းရဲ့နော်ကျွန်တော်တက်တည်တစ်ခုလို့ပြောရင်မမားပါဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာကြုံတွေ့လာတဲ့အရာမှန်သမျှဒီနော်ဘုရားသခင်ရဲ့အလိုတော်အတိုင်းဖြစ်လာတဲ့ဘုရားသခင်ဒီကျွန်တော်ကိုမောင်းနေတယ်ဆိုတာကျွန်တော်တို့နားလေခံယူတော်သူဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာကရင့်ကျက်ခြင်းနော်ဘုရားသခင်ရဲ့အလိုတော်ကိုတိကျွမ်းတော်သူတယောက်အနေနဲ့ဘာလို့ရမလဲဘာမလို့ရဘူးဘယ်သွားမလဲမသွားရဘူးဆိုတဲ့အရာများကစကျွန်တော်အတွင်းလူကဝိညာဉ်တော်ကလမ်းပြပေးနေတာဖြစ်ပါတယ်ရင့်ကျက်သောအသက်တာဖြစ်ဖို့ရန်အတွက်ဘုရားသခင်သူကောင်းချီးပေးပါစေနှုတ်ကပတ်တော်အားဖြင့်သာကျွန်တော်ရဲ့အသက်တာဒီရင့်ကျက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်သင်ရဲ့အတွင်းလူခိုင်ခန့်ခြင်းအပြင်ဘုရားသခင်ရဲ့တကူတော်နေ့ရက်စဉ်တိုင်းမှာကျွန်တော်မြင်တွေ့ခံစားရမယ်အာမင်ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်သွားလာတော်သူတွေဖြစ်မယ်ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာလုံခြုံစိတ်ချရတော်သူကျွန်တော်ဖြစ်မှာဖြစ်တယ်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ကျွန်တော်တို့ဘယ်အရာကမှကျွန်တော်တို့ကိုမကင်းကွာစေနိုင်ဘူးဆိုပြီးတော့ယောမဩဝါဒစာထဲမှာဖော်ပြထားတယ်လို့ကျွန်တော်ခက်ခဲခြင်းကြုံတွေ့ရတဲ့ပြဿနာအကျက်အသေးတွေမထင်ထားတဲ့ကျွန်တော်ရလက်တွေကဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ဘယ်တော့မှမဝေးကွာစေနိုင်ဘူးဆိုတာကိုသင်ယုံကြည်နေတယ်ဆိုရင်ကျွန်တော်ရဲ့တက်တာတွေရင့်ကျက်တော်သူဖြစ်မယ်အတွင်းလူခိုင်ခန့်သောကြောင့်ဘယ်မုံတိုင်းဘယ်မိုးကြီးခြင်းကမှကျွန်တော်တို့တစ်ပင်တီးဟုသောအမြင့်တွယ်သောတစ်ပင်တီးဟုသောထိုတစ်ပင်ကိုမလောက်ခတ်နိုင်ဘူးဆိုတာကျွန်တော်နားလည်ခြင်းအပြင်ဘုရားသခင်ရဲ့ဘုန်းတော်ကိုနေ့ရက်စဉ်တိုင်းတည်ဆောင်တော်သူများဖြစ်ကြမှာဖြစ်ပါတယ်ဥပမာတစ်ခုကြည့်အောင်ရေငုတ်တင်းပေါ်ရေကအရန်ကိုဖိအားများတာဖြစ်ပါတယ်ရေငုတ်တင်းပေါ်ဖြစ်တဲ့အတိုင်းရေပေါ်မှာမဟုတ်ဘဲနဲ့ရေထဲမှာဖြစ်သောကြောင့်ရေရဲ့တိတ်တီးခြင်းကိုဒီရေငုတ်တင်းပေါ်ကမခံနိုင်ဘူးဆိုရင်ရေထဲမှာရှိလို့မရဘူးဒါကြောင့်ရေငုတ်တင်းပေါ်တိဆောက်တဲ့အခါမှာရေရဲ့ဖိအားထက်ပိုပြီးတော့တောင့်တင်းတဲ့ဖွဲ့စည်းပုံလေဖိအားဖွဲ့စည်းမှုကရေငုတ်တင်းပေါ်ထဲမှာရှိရတာဖြစ်ပါတယ်ပြန်ပြောမယ်ရေရဲ့ဖိအားထက်ရေရဲ့ဖိအားကိုတောင့်တင်းခိုင်မာစွာနဲ့ခံနိုင်သောဖွဲ့စည်းပုံဒီရေငုတ်တင်းပေါ်ထဲမှာရှိသောကြောင့်ရေထဲမှာငုတ်နိုင်တာဖြစ်တယ်ဆိုလိုတာကကျွန်တော်ရဲ့အသက်တာမှာလည်းပဲအပြင်ပန်းတရံရဲ့ဖိအားသွန်းအားကျွန်တော်ကြုံတွေ့တဲ့အရာတွေကိုကြော်လွားနိုင်တဲ့အရာကဒီအတွင်းထဲမှာထိုအရာများထက်တောင့်တင်းခိုင်မာသောအာမင်ဝိညာဉ်တော်အားဖြင့်ရရှိသောအာမင်ထိုခွန်အားများအားဖြင့်ဒါကျွန်တော်တို့ခုခံနိုင်မယ်တည်ကြည်နိုင်မှာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်ရတာဖြစ်ပါတယ်ဒါကြောင့်နှစ်ကောခန်းကြီးလေးငယ်16မှာအပြင်ခန္ဓာတဖြည်းဖြည်းယိုယွင်းပျက်စီးလာတော့လဲမှန်ပါတယ်ကျွန်တော်တို့တနေ့ပို့ပြီးခန့်လာတယ်ချောလာတယ်လို့မြင်ရပေမဲ့ကျွန်တော်အသက်ကြီးလာတယ်ကျမ်းမာရေးတွေလည်းပဲတဖြည်းဖြည်းနဲ့ဒါလူရဲ့တဘောတဘာဝနဲ့အပြစ်တရားရဲ့ရလက်အရာကျွန်တော်တို့တဖြည်းဖြည်းနဲ့အိုမင်းရင်ရောခြင်းယိုယွင်းပျက်စီးခြင်းရှိလာတော့လေတဲ့ဝိညာဉ်တော်ဤမဆမှုကြောင့်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကယုံကြည်သူများကိုမဆပေးမယ်တွင်တင်ပေးမယ်လမ်းပြပေးမယ်အတွင်းလူဒီတနေ့ပို့ပြီးတော့ကျွန်တော်တို့တက်လွင်ခိုင်မာလာတာဖြစ်ပါတယ်အာမင်ဒါကကောင်းကြီးမင်္ဂလာတစ်ခုဖြစ်တယ်ခရစ်တော်အားဖြင့်ရသောအရာဖြစ်တယ်လို့ကဲတင်ရှင်ဖြစ်ယုံကြည်လက်ခံသောသူတွေအတွက်ကြီးမားတဲ့ဆုလက်တစ်ခုဖြစ်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အတွင်းလူနေ့ရက်စဉ်တိုင်းမှာခိုင်ခန့်လာဖို့ခိုင်မာလာဖို့အာမင်ဘုရားသခင်ရဲ့
နော်ကျွန်တော်တို့ချပေးထားတဲ့ပန်းတိုင်ကိုပန်းတုံးတိုင်တကယ်ကိုလိုက်လျှောက်နိုင်တော့သူဖြစ်ခြင်းနဲ့အတူသူတစ်ပါးအတွက်ပုံသက်တေကောင်းဘုံတော်ထင်ရှားစေတော့သူများဖြစ်ဖို့ရန်အတွက်ဘုရားသခင်ရဲ့အလိုတော်ရှိတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ယောဘရဲ့တက်တာတစ်ချက်ကြည့်ရအောင်တရက်ထဲမှာသားသမီးတွေတည်ကြည်ပစ္စည်းတဲ့ရှိသမျှနော်အင်မတန်မှချမ်းသာကြွယ်ဝသောယောဘဖြစ်တဲ့နိုင်ပိုင်းမိနစ်ပိုင်းเนาะတရက်အတွင်းမှာရှိသမျှကုံဆုံးသွားတဲ့အခါမှာသူဘလို့တုံ့ပြန်ခဲ့တယ်လေတော်တော်လေးကိုအတွင်းလူခိုင်ခန့်တဲ့လူတယောက်ဆိုရင်တော့ကျွန်တော်ယောဘကိုမြင်ရောက်မိပါတယ်နောက်ဒီအရာပေါ်မှာဘုရားသခင်ပေးတယ်ဘုရားသခင်ပြန်ရုပ်သိမ်းသွားတယ်ဒီမှာတမ်းမှနားလေတာဖြစ်ပါတယ်အာမင်အတွင်းလူခိုင်ခန့်ခြင်းကအပြင်အရာတွေနောက်ဆုံးမှသူ့ရဲ့ဇနီးတဲ့ပြောတဲ့အရာတွေကစသူ့ကိုမယိုင်လဲစေဘူးမယုတ်လျော့စေတကယ်ကိုပုံဥပမာကောင်းတရားဖြစ်ပါတယ်နောက်တစ်ခုเนาะဒီHoratio Safford ဆိုတဲ့ပုဂ္ဂိုလ် lawyer ဖြစ်တဲ့ businessman ဖြစ်တဲ့ဒီမှာတမ်းမှချမ်းသာကြွယ်ဝတဲ့เนาะလူသိများတဲ့ Chicago ကလူတယောက်ဖြစ်ပါတယ်ဘုရားသခင်ကိုလည်းတိတ်ယုံကြည်တယ်เนาะသူမှာသားတစ်ယောက်နဲ့သမီး4ယောက်ရှိတယ်1881သူဦးဒီတော်သားကကျမ်းမာရေးရအသက်ဆုံးရှုံးသွားတယ်ဒီမှာတမ်းမှနာကျင်ကြေကွဲရတယ်အဲ့ဒီနှစ်မှာပဲ1881မှာပဲချီကာဂိုမှာကြီးမားတဲ့မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်ဒါတော့သမိုင်းမှာတကယ်ကိုနာမည်ကြီးတဲ့သမိုင်းဖြစ်ရက်တစ်ခုဖြစ်တယ်အဲ့ဒီမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးရှုံးသွားရတယ်တိတ်ကိုနာကျင်ရတယ်အခိုက်အတန့်တစ်ခုဖြစ်တယ်အဲ့ဒီအချိန်မှာအင်္ဂလန်မှာ D.L. Moody ရဲ့နော်ဒီဓမ္မညီလာခံပေါ့နော်တရားဟောပွဲကိုဘာပဲဖြစ်ဖြစ်ငါတို့နော်တကယ်ကိုခံစားနေရတယ်ဘာလို့ရမှလည်းမသိဘူးဘုရားသခင်၌ပဲကျွန်တော်တို့တိဆောက်ရအောင်ဆိုပြီးတော့နော်သူနဲ့သူ့ရဲ့အမျိုးသမီးအန်နာနဲ့သမီးတော်4ယောက်ပေါ့နော်ချီကာဂိုကနေဗြိတိရှကိုတွားဖို့ရန်အတွက်ပြင်ဆင်လာတယ်တွားခါနီးမှာပဲနော်ဒီပုဂ္ဂိုလ်ဒီအရေးပေါ်အကြောင်းတရားဖြစ်တော့ကြောင့်နောက်နေ့မှပဲလိုက်သွားဖို့ရန်အတွက်ဖြစ်လာတဲ့အတွက်ကြောင့်တူချုံပြောရမယ်ဆိုရင်သူသမီးနေတဲ့သူအမျိုးသမီးဒီD.L. Moody ရဲ့ဓမ္မညီလာခံတရားပွဲတွားဖို့ရန်အတွက်တွားလာတယ်ကန်းကနေ12မိနစ်ပဲကြာသေးတယ်ပင်လယ်လိုင်းတန်ကြောင့်သူတို့ရဲ့တင်ပေါ်ကြီးနှစ်မြုပ်သွားရတယ်တူချုံပြောရမယ်ဆိုရင်ချိန်ကာလတစ်ခုကြာတဲ့အခါမှာအန်နာကသူ့ယောက်ျားကိုဂျေနန်ပို့ပါတယ်ငါတယောက်ပဲအသက်ရှင်တယ်ဆိုလိုတာကသမီးများအားလုံးရေထဲမှာနှစ်မြုပ်ပစ္စည်းဆုံးရှုံးရတဲ့အနေအထားထပ်လောင်းပြီးတော့ကြုံရတယ်support ဒီ level ချင်းပဲရှိသမျှเนาะအလုပ်အရေးကြီးတဲ့အရာတွေအကုန်လုံးထားခဲ့ပြီးတော့သူဒီလဲတခါတည်းလိုက်သွားတယ်တင်ဘောနဲ့လိုက်သွားတဲ့အခါမှာတင်ဘောကပတိန်ကထိုနေရာကိုရောက်သွားတဲ့အခါမှာသူ့ကိုပြသတယ်ဒီနေရာကเนาะတင်ရဲ့သမီးများတင်ဘောလိုင်းတန်ကြောင့်နစ်မြုပ်သွားတဲ့နေရာဖြစ်တယ်ဆိုတာကိုပြသတဲ့အခါမှာသူဘယ်လိုခံစားရမလဲရှိသမျှဆုံးရှုံးရတဲ့အပြင်သားသမီးတွေအကုန်လုံးဆုံးရှုံးရတဲ့အချိန်မှာနော်သူရဲ့အတွင်းထဲမှာစီးထွက်လာတဲ့စကားကတော့မြစ်ရိပ်ကဲ့သို့ငြိမ်သက်ခြင်းဒီငါလမ်းစဉ်၌ပါရှိ၍ပင်လယ်လိုင်းတစ်ပိုးကဲ့သို့ဝမ်းနေခြင်းများလိမ့်သက်လာသောအခါငါကြုံတွေ့ရသမျှသောအခြေအနေတိုင်း၌ငါဝိညာဉ်ဒီအေးချမ်းသာယာ၏မစိုးရိမ်ပြီဟုဆိုတတ်ရန်ကိုတော်ဒီငါကိုတွင်တင်တော်မူ It is well with my soul ကောင်းပြီဝိညာဉ်ဘူးဆိုတဲ့စာသားကနော်သူရဲ့အတွေ့အကြုံကနေဖြစ်ပေါ်လာပြီးတော့ music ကျွမ်းကျင်တဲ့သူက melody တက်ပေးပြီးတော့ဒီအရာကတကယ်ကိုနော်ကျွန်တော်ဒီနေ့ဒီချိန်တိတိုင်အောင်ယုံကြည်သူများကိုခွန်အားပေးတဲ့ချင်းကောင်းတစ်ပုဒ်သူ့အကြုံအားဖြင့်နော်ရရှိလာတော့ချင်းကောင်းတစ်ပုဒ်ဖြစ်လာတော့ကျွန်တော်တွေ့ရတယ်ဒီလောက်နော်ဘဝရဲ့ဒုက္ခတံပင်လယ်လိုင်းတံကြုံတွေ့ရတဲ့အချိန်မှာတောင်မှ it is well with my soul ဘုရားသခင်ရဲ့ကြံစီတော်ကိုခံယူတတ်ဖို့နားလည်တတ်ဖို့ငါဝိညာဉ်အတွက်ကောင်းတယ်ငါရဲ့အပြင်လူအတွက်
ဒီထက်ခက်ခဲတဲ့အရာမရှိတော့ဘူးဒီထက်ဆုံးရှုံးရမယ့်အရာလည်းမရှိတော့ဘူးဒါမဲ့အတွင်းလူအတွက်တာ၍ခိုင်ခန့်စေတယ်အတွင်းလူအတွက်ဂျေဇုတော်ကိုတာ၍နားလည်စရာဖြစ်တယ်ဆိုပြီးတော့ချီးမွမ်းနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကျွန်တော်နဲ့နှုတ်ဆက်ပါရစေတင်ရဲ့အတွင်းလူခိုင်ခန့်ဖို့ရန်အတွက်နေရစင်တိုင်းမှာတင်အပြင်လူအတွက်အချိန်ပိုပေးသလားအတွင်းလူအတွက်အချိန်ပိုပေးမိသလားငါရဲ့အတွင်းလူဘလောက်ခိုင်ခန့်တယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်စင်ချင်နှလုံးသွင်းရင်းနဲ့ဘုရားတကယ်ဘုန်းတော်တည်ဆောင်တော်သူများဖြစ်ဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်ဝေငါတိုက်တွန်းစေခန္ဓာဖြစ်ပါတယ်အတွင်းလူများခိုင်ခန့်လျက်ဘုရားတကယ်ဘုန်းတော်နာမတော်အတွက်လူတွေပေါ်မှာကောင်းကြီးဖြစ်တော်သူများဖြစ်ဖို့တယောက်ချင်းစီတိုင်းကိုဘုရားတကယ်တတပံကောင်းကြီးပေးပါစေအာမင်